အမေရေချမ်းမြေချမ်းမဝမ်းတော့တွေ့ချဖွင့်ရင်နေအခက်ခဲတွေလေတကယ်များပါတယ်အမေနိုင်ငံမတူတိုင်းတစ်ပါးမှာဘာသာမတူလူမျိုးညာရဲ့မညာတာသူလူစကားနဲ့ပြောဆိုမှုတွေအောက်မှာမတီးလို့ဖြစ်ရတဲ့အချိန်ကြီးဖြစ်မစီနိုင်ဒီအချိန်တိုင်းမဲ့အမေထံကိုအပြည့်ပြန်ခဲ့ခြင်းနဲ့အမေရင်ငွေကပါလေးစီတမောင်မဆာလွှဲရတဲ့အမေရေချမ်းမြေချမ်းမဝမ်းတော့တွေ့ချဖွင့်ရင်နေအခက်ခဲတွေလေတကယ်များပါတယ်အမေနိုင်ငံမတူတိုင်းတစ်ပါးမှာဘာသာမတူလူမျိုးညာရဲ့မညာတာသူလူစကားနဲ့ပြောဆိုမှုတွေအောက်မှာမတီးလို့ဖြစ်ရတဲ့အချိန်ကြီးဖြစ်မစီနိုင်ဒီအချိန်တိုင်းမဲ့အမေထံကိုအပြည့်ပြန်ခဲ့ခြင်းနဲ့ချိန်မိန်လို့ဖြစ်ရလေတကယ်တိတ်ဆိတ်တဲ့၎င်းရဲ့အချိန်လေးကြွကြွရမြင်လေတိုင်းအမေကိုမှန်လို့ဆူတောင်းပါကချွေကျွန်တော်မိမိပမာတဲ့လက်ပြလျက်နေချမ်းမချမ်းသာအမြင်ရှိပါစေတကယ်အလွမ်းကပြလေးနဲ့မငေါ့တီးဖွဲချစ်ခုပါတဲ့အမေကိုဤမှပန်းစွမ်းရည်ကြလေကလူလျက်ပါအမေချစ်ခုပါတဲ့အမေကိုဤမှပန်းစွမ်းရည်ကြလေကလူလျက်ပါအမေကျွန်တော်ရည်ရွယ်ထားတဲ့ဘဝရည်မှန်းချက်ပန်းနိုင်မှုရောက်ရင်မွေးရမြေအမေရောကလေးစီတမောင်းလန်းလို့ပြန်ခဲ့ပါမယ်အမေအမေရင်ငွေကပါလေးစီတမောင်မဆာလွှဲရတဲ့အမေရေချမ်းမြေချမ်းမဝမ်းတော့တွေ့ချဖွင့်ရင်နေအခက်ခဲတွေလေတကယ်များပါတယ်အမေနိုင်ငံမတူတိုင်းတစ်ပါးမှာဘာသာမတူလူမျိုးညာရဲ့မညာတာသူလူစကားနဲ့ပြောဆိုမှုတွေအောက်မှာမတီးလို့ဖြစ်ရတဲ့အချိန်ကြီးဖြစ်မစီနိုင်ဒီအချိန်တိုင်းမဲ့အမေထံကိုအပြည့်ပြန်ခဲ့ခြင်းနဲ့ချိန်မိန်လို့ဖြစ်ရလေတကယ်တိတ်ဆိတ်တဲ့၎င်းရဲ့အချိန်လေးကြွကြွရမြင်လေတိုင်းအမေကိုမှန်လို့ဆူတောင်းပါကချွေကျွန်တော်မိမိပမာတဲ့လက်ပြလျက်နေချမ်းမချမ်းသာအမြင်ရှိပါစေတကယ်
အမေကိုဤမှပန်းစွမ်းရည်ကြလေးကလူလည်းရပါအမေလွမ်းကပြလေးနဲ့မငေါ့တီးဖွင့်စကူပါတဲ့အမေကိုဤမှပန်းစွမ်းရည်ကြလေးကလူလည်းရပါအမေကျွန်တော်ရည်ရွယ်ထားတဲ့ဘဝရည်မှန်းချက်ပန်းနိုင်ရောက်မွေးရမြေအမေရွာကလေးစီတမောင်းလန်း